ကိုရိုင်းကလုပ်ငန်းရှင်တယောက်ဒါမှမဟုတ် marketing သမားတယောက်ဆိုရင်သိထားဖို့လိုတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်မှတ်မိလွယ်အောင်ပြောရရင်တော့ဖန်တီးမှုအားကောင်းကောင်းနဲ့ထူးခြားစမ်းသစ်အောင်ဖန်တီးထားတဲ့ဈေးကွက်ချက်တွင်နီလန်ကို Gorilla Marketing လို့ခေါ်ပါတယ်ဥပမာကုတ်ရဲ့ Happy Machine ဒီကမိန်းမဆိုရင်ចောင်းသားတွေရဲ့ပျော်ရွှင်မှုဖန်တီးရဆိုတဲ့ concept ကိုပြဖို့အတွက်ပတ်စံပေးစရာမလိုတဲ့အချိုရည်ဘူးတွေအယုတ်တွေထုတ်ပေးတဲ့ set တစ်ခုကိုဖန်တီးခဲ့ရပဲဖြစ်ပါတယ်ဒီလိုဖန်တီးခြင်းအပြင်ပျော်ရွှင်မှုဆိုတဲ့ brand message ကိုကုန်းနဲ့ချိတ်ဆက်နိုင်ခဲ့ပြီးတော့လူပြောများတဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်နောက်ထပ်ကတော့ IKEA ရဲ့ sleep over ဒါကတော့ IKEA အနေနဲ့သူ့ရဲ့ထုတ်ကုန်တွေကို showroom မှာစမ်းသပ်ပြီးအိတ်ခွင့်ရမယ်ဆိုတဲ့ campaign မျိုးဖန်တီးခဲ့ရပဲဖြစ်ပါတယ်ဒါတွေကလည်းအမှန်တကယ်လူတွေရဲ့ပါဇက်ကြားမှာရေပန်းစားသွားခဲ့ပြီးတော့သတင်းမီဒီယာတွေအနေနဲ့ကလည်းအလို့အလျောက်ကြော်ညာပေးသွားတဲ့ပုံစံမျိုးဖြစ်သွားခဲ့ပါတယ်ရလဒ်အနေနဲ့ကတော့ IKEA ဟာနှစ်ချိုက်စရာကောင်းတယ်ဆိုတော့ brand message ကိုထိထိမိမိပြသပေးသွားနိုင်ခဲ့ရပဲဖြစ်ပါတယ်ဒီလိုမျိုးကိုပြောချင်တဲ့ message ကြော်ညာချင်တဲ့ product တွေကိုထူးခြားစမ်းသစ်မှုတွေနဲ့လူတွေစီအရောက်ပို့ပေးတာကခန်းစားချက်ကိုထိမိစေပြီးတော့မျှဝေလူစိတ်ကိုပို့တိုးစေပါတယ်ဒါကလည်း Gorilla Marketing ကိုအောင်မြင်စေတဲ့အကြောင်းပြချက်တစ်ခုဖြစ်လို့ကိုရိုင်းရရော Marketing ကိုထူးခြားစမ်းသစ်မှုတွေနဲ့လုပ်ကြည့်ဖို့အတွက်စဉ်းစားမိကြပြီလားစဉ်းစားမိရင်တော့ Digital Marketing ဒေါက်တာအနေနဲ့တာဝန်ယူပေးမယ် Digital ဒေါက်တာနဲ့အတူဆွေးနွေးတိုင်ပင်ကြည့်လိုက်ပါ